ကျွန်တော်ကလောက်တိုင်းဆိုရင်ကလောက်ကျွန်တော်ဒီလိုဒါဖြော့အောင်ဘယ်လိုဖြော့အောင်မသိဘူးပေါ့နော်အဲ့မှာဒီမှာထားပြီးတဲ့အပေါက်လေးတွေကအကြောင်းမဲ့မဟုတ်ဘူးဘာပေါက်လေးပါအိုးနေပါနော်အဲ့ပေါက်လေးတွေခွန်နယ်လေးနဲ့ထားပြီးတော့ဒီကောင်ဖြော့ရတဲ့ပုံလေးဒီတိုင်းတာကျွန်တော်ဒါဆိုဘယ်လိုဖြော့မှမသိဘူးပေါ့နော်အဲ့ဘယ်လိုဖြော့မှမသိရဲကျွန်တော်ညီကိုကြီးအဲ့ကျွန်တော်ဒီမှာနယ်လေးပါတယ်အဲ့နယ်လေးကဒီမှာကျွန်တော်တို့ပေါက်လေးတွေပေါ့နော်ဒီရေလေးတွေကဒီမှာထည့်ပြီးတော့ကျွန်တော်တို့တိုင်းလေးပေါ့နော်ဆွဲဦးလေးနဲ့ချက်လိုက်မယ်ဆိုရင်ကျွန်တော်တို့တို့ရှင်နဲ့ဒီဘုတ်ကိုဒီနယ်လေးနှလုံးနဲ့ကျွန်တော်တို့ဆွဲနှုတ်ပြီးတော့ကလောက်လေးဒီလိုလေးစောင်းပြီးဖြုတ်လို့ရပါတယ်နော်တန်းလေးဖြုတ်လိုက်တော့တာပါပြီထားတော့ဒါကျွန်တော်ဒီကောင်ပြောချင်တာဒီကောင်အင်ဝိုင်းတက်တဲ့ပုံစံဘယ်လိုနေလဲဆိုတော့ဒီစင်းလို့တွေ့လားဒီမှာဒီရိုက်ထွက်လာအဲဒီကောင်ပဲတဲ့ဆိုဒီကမထွက်တော့ဘူးဒါပေမဲ့ဒီဘေးကိုဒီမှာရောက်နေရဘယ်လောက်ဟောကျွန်တော်ဒီကလောက်ဟောတာစီမရဘူးဖြစ်နေကျွန်တော်ဒီပြဿနာကိုအရင်ဖြေရှာကြည့်ရဒီပြဿနာကိုအရင်ဖြေရှာပြီးမှအင်ဂျင်ဝိုင်းအားကြောင့်မတက်တာလဲဆိုတဲ့အဖြေကိုတွေ့ကြည့်ဒီတဲ့အင်ဂျင်ဝိုင်းမနေတဲ့ပြဿနာဒီအင်ဂျင်ဝိုင်းမရောက်တော့ကြတော့ဒီကလပ်ပြားတွေဒီမချောက်ကပ်ပြီးတော့ဒီလိုဖြစ်သွားတယ်အတွေ့လားမသိတော့ဒါဒီလိုမဖြစ်ရပါဘူးအဲ့တော့ကလပ်ပြားတွေကဘယ်လောက်တလဲလဲခဏနဲ့ဖြစ်တော့တဲ့ပြဿနာပါကျွန်တော်တို့ဒီကကလပ်ပြားမကောင်းတာကိုကလပ်ပြားလေးရတာကပြဿနာမဟုတ်ပါဘူးဒါပေမဲ့ဘာကြောင့်ကလပ်ပြားစားတယ်ဆိုတာအဓိကပြဿနာပါနော်အဲ့ပြဿနာကိုမသိမချင်းအဲ့ဖြေကိုမရှာမချင်းကျွန်တော်တို့ကလပ်ပြားခဏလဲနေရအောင်ပါကျွန်တော်တို့ပြောနော်အဲ့လေးသိသေးချင်းလို့ဟောဖြေချင်းဖြစ်ပါတယ်သိတဲ့ဆရာကြီးကကြိုးစားရေးပါကျွန်တော်ပြရောနော်ကျေးဇူးများတင်ပါတယ်ဒါလေးက2016ပေါ်တယ်ဒီပါနော်အားလုံးကျေးဇူးပါတယ်